လူယုတ်ကနုတ်စင်ရင်နိုင်ပါမလားသူ့အစွဲတွေးတန်ရဲကြောင့်ဆဲသူကများကြပြာကောင်းစည်းကသမရအတူတဲ့မောင်ကြီးဟုတ်ကဲ့လေးလေးမင်းနဲ့သိတော့နေမကောင်းဘူးဒါပဲမင်းကဆက်ပြီးတော့ပြပေးပါဆိုတော့ငါလည်းဒါပြပေးပါမယ်ကွာဟုတ်ကဲ့လေးလေးဟုတ်ကဲ့မိုးလေရောသားရာသီဥတုကလည်းမကောင်းလီမြန်နေရလဲဒူနဲ့အတန်ကြီးကြားနေရတော့တို့လည်းခက်လုံးပဲကွာဘုန်းကြီးကျောင်းနဲ့လာလုံနေရတာနော်ဟုတ်ကဲ့လေးလေးဟုတ်ဆရာတော်ကြီးရဲ့တို့ကြငါတို့ကအတန်ကြီးဆူညံနေဆိုတော့မကောင်းတော့ပိတ်ထားရတာအားလည်းနာပါတော့ကွာကဲအဲ့တော့မင်းဆက်ကကြည့်လိုက်ကွာဟိုနေ့ကတို့ငါပြပေးခဲ့တဲ့ဟာတွေအဆက်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့လေရန်အဆက်နဲ့တော့တဲ့တော့သားလာပြီနော်နည်းနည်းတော့ပို့ပြီးသတိထားပေါ့နော်ဟုတ်ကဲ့ကွာဗီဒီယိုလေးနဲ့မင်းတို့အိုင်ဖုန်းလေးတွေနဲ့ဘာလေးနဲ့ရိုက်ထားပေါ့ကွာဟုတ်ကဲ့ပြီးတော့အင်ကြတော့ပြန်ကြည့်လို့ရတာပေါ့နော်ဟုတ်ကဲ့လေးလေးဟုတ်ကဲ့အဲ့တော့မင်းဟိုနေ့ဝိဘတ်အကြောင်းနေမလားဟုတ်တယ်ဝိဘတ်ကနှစ်မျိုးရှိတာဟိုနေ့ကတော့မင်းဟိုဝိဘတ်ရဲ့ဆိုတာဘယ်လိုသဘောလဲဆိုတာတော့ပဲသိတာအခုဝိဘတ်ကနည်းနည်းအဆင့်မြင့်လာဟုတ်ကဲ့နာဝိဘတ်နဲ့ကိရိယာဝိဘတ်ဆိုပြီးကခွဲထားသေးတယ်ဟုတ်ကဲ့နာဝိဘတ်က18မျိုးရှိမယ်ကိရိယာဝိဘတ်က2မျိုးရှိတယ်ဟုတ်ကဲ့ဒီနေ့ဘိုးကတော့ဒီနာဝိဘတ်18မျိုးကနော်ဟုတ်ကဲ့18မျိုးဒီမှာလဲမင်းတို့ကငါ့တော့white book တွေ black book တွေတော့လုပ်ပေးထားတာပဲဒါပေမဲ့ကွာဒီမဘုတ်ကနည်းနည်းသေးနေတော့သလားဟုတ်ကဲ့စလုံးတွေကိုလည်းမြင်အောင်ဆိုပြီးတော့နည်းနည်းစလုံးကနည်းနည်းကြီးကြီးရေးရတော့နေရာမဆန့်ဘူးသလားဟုတ်ကဲ့ဒီနေ့ဒီမှာ18မျိုးတွေက10မျိုးရေးပြမယ်9မျိုးကိုနမူနာပြမယ်လားဟုတ်ကဲ့ဒီ9မျိုးတော့နမူနာပြလိုက်မယ်ဒီဟာကတော့ဒါနောက်နေမှာပေါ့ကွာဟုတ်ကဲ့လေးလေးဟုတ်ဒီဟာဒီ6ခွန်8 9 10ကတော့နောက်နေ့မှပြမယ်ဒီနေ့ကတော့ဒီ5မျိုးနမူနာပြလိုက်မယ်ဟုတ်ကဲ့လေးလေးအဲ့ဒါပထမနံပါတ်1ကကတ္တဝိဘတ်ဆိုတာတော့ဟိုနေ့ကလည်းပြောပြရကွာကတ္တဝိဘတ်ကတော့3မျိုးပဲရှိတာဟုတ်ကဲ့ဒီရကရမှားရ3မျိုးရှိဒါပေမဲ့ဒီရကရမှားရဒါမဲ့နမူနာပြောရမယ်ဆိုလို့ရှိရင်တော့ဟုတ်ကဲ့နမူနာပြောရမယ်ဆိုတော့ကတ္တဝိဘတ်ကမင်းဟိုပြုတ်လုပ်တဲ့သူပေါ့နော်ဖြစ်တဲ့သူရှိတဲ့သူပေါ့နော်ပြုတ်တဲ့အရာရှိတဲ့အရာဖြစ်တဲ့အရာအဲ့ဒီအရာတွေကိုကတ္တလို့ခေါ်တယ်မလားဟုတ်ကဲ့အဲ့ဒီကတ္တရဲ့နောက်မှာဒီရကရဲ့မှာရဲ့အဲ့ဒီ3မျိုးပဲအဲ့ဒီ3မျိုးပဲလိုက်တယ်ကတ်ထားတယ်ဟုတ်ကဲ့အဲ့ဒီ3မျိုးကလွဲပြီးမကတ်ဘူးဟုတ်ကဲ့ဥပမာအားဖြင့်အမေစုကမိန်ဝန်းပြောသည်လို့ဆိုပါစို့ကွာဟုတ်ကဲ့အမေစုကမိန်ဝန်းပြောပြီဆိုတော့အမေစုနောက်ကနေပြီးတော့ကဆိုတာထည့်တယ်မလားဝိဘတ်ကထည့်ပါတယ်ဝိဘတ်ကထည့်တာမှန်တယ်ဒါမှမဟုတ်ရင်လေအမေစုသည်မိန်ဝန်းပြောသည်တီးတဲ့ရင်မှန်တယ်ဟုတ်နော်ဟုတ်ဒါအမေစုမှမိန်ဝန်းပြောသည်ဆိုတာကတော့ဒါအတိတ်ပြမရှိဘူးဟုတ်ကဲ့နောက်ပြီးတော့အမေစုမှမိန်ဝန်းပြောသည်ဆိုတာကြီးကလည်းအတိတ်ပြလည်းမရှိဘူးရေဦးထုံးတာမရှိဘူးနော်ဟုတ်ကဲ့ဘာတို့ကွာဒီကတ္တရဲ့နောက်မှာမှတ်လိုက်ရိုးထုံးတာမရှိတာတို့ဟွာထဲမှာလည်းရှိတယ်လေတို့အရက်သေးရွာတဲ့ကြောင်းနဲ့မင်းဇရက်သေးမတဲသေးသလားအရက်ဖို့ထဲမှာလည်းဘယ်သူမှမပြောဘူးနောက်ကနေမှားကြီးခံပြီးကတ္တနောက်ကနေဥမာတုတ်ကြီးကငါ့ကိုအရက်တိုက်သည်လို့မင်းစာရေးပြီးပေါ့ကွာဟုတ်ကဲ့ဒီပစက်ထဲမှာအရက်ထဲမှာစကားပြောပြီးပဲဆိုပါတော့ဟုတ်ကဲ့တုတ်ကြီးကငါ့ကိုအရက်တိုက်တယ်ကွာလို့ပြောရမလားတုတ်ကြီးမှငါ့ကိုအရက်တိုက်ရမှနဲ့သုံးလားမသုံးစားမှလည်းမသုံးဘူးပကံကိရိယာလည်းမသုံးဘူးဟုတ်ကဲ့အဲ့ဒါသူမှနဲ့မရေးမိအောင်ဒီထားဖို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီအဲ့တော့ဒီမှာမှလို့သုံးရင်သုံးမျိုးမပါဘူးမှလို့သုံးရင်မှားတယ်ပေါ့ကွာဟုတ်ကဲ့နော်ဒါလေးမှလားဟုတ်ပြီဟုတ်ကဲ့နောက်တစ်ခါမဲ့ကံဝိဘတ်ဆိုရှိသေးတယ်ကံဝိဘတ်ဆိုတာကတော့သူကလွယ်ရဲကွာတစ်လုံးနေကံဝိဘတ်ကိုတစ်လုံးနေဟုတ်ကဲ့ဥမာအပြေကံဝိဘတ်ဆိုတော့ကဟိုပါပေါ့ဟုတ်
အကျမ်းဖက်သမားများက ဟုတ် အကျမ်းဖက်သမားများက ဟုတ်ကဲ့ အမေစုကိုဖမ်းဆီးထားကြသည်လို့ရေးတဲ့ဝက်ကြဆိုပါစို့ ဟုတ်ကဲ့ဟုတ် အကျမ်းဖက်သမားများကဟုတ်ပြီဒါသမားများကဆိုတော့ဒီကနေပဲသုံးမှာမှတ်နေတော့သုံးမရအောင်နော်ဘယ်လိုလဲသည်လည်းသုံးလို့ရတယ်အကျမ်းဖက်သမားများကအမေစုကိုဆိုပြီးသွားသုံးတာဖမ်းဆီးတဲ့ကြစီအဖမ်းဆီးခံထားရတာကဘယ်သူလို့အမေစုကဟိုအပြုချင်းအခန်းနဲ့အပြုခံနေလို့ကြောင့်သူ့ကန်လို့ခေါ်တယ်အဲ့ကန်ရဲ့နောက်မှာအဲ့ကိုသုံးတယ် ဟုတ်ကဲ့ နော်ဟုတ်ပြီကိုသုံးကြသိသွားပြီဟုတ်ပြီတီဗီနေပြီမသုံးလာမယ်သုံးရတော့မယ်ထွက်ခွာရပြဝိဘတ်ထွက်ခွာရပြဝိဘတ်ကတဲ့ဝိဘတ်ကနှလုံးကတစ်မျိုးပဲရှိတာ ဟုတ်ကဲ့ ဒီမှာဟိုမှန်နေကနေခုနကမှကျင်လို့ရှိရင်တော့အဲ့ထွက်ခွာရပြတဲ့နေရာမှာသုံး ဟုတ်ကဲ့ ဘယ်လိုသုံးမလဲဆိုတော့အမေစုသည်ခမ်းမအတွင်းမှထွက်ခွာလာသည်ဆိုရင်ခမ်းလာအတွင်းမှခမ်းမအတွင်းမှခမ်းမအတွင်းဆိုတဲ့နေရာကိုနောက်မှာမှဆိုတဲ့ဝိဘက်ကိုသုံးလိုက်တယ်နော် ဟုတ်ကဲ့ ဒီမှဆိုတဲ့ဝိဘက်ကိုသုံးလိုက်တယ်တကယ်လို့ခမ်းမအတွင်းကလို့ရေးလေမှန်နေ ဩ မှရေးကရေးမှမင်းအဲ့ဒါမှဘယ်ဟိုစာရေးတဲ့နေရာမှာနည်းနည်းလူဝါဝပေါ့ကွာနော် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဘယ်လိုရေးမှန်နဲ့ကနဲ့ငါဘယ်လိုနေရာမလားဘယ်လိုရေးကောင်းမလဲဆိုရင်ဟဲ့မှောက်မသုံးမထားလိုက် ဟုတ်ကဲ့ ဟဲ့ဒီကောက်လာသုံးစာလိုပဲရေးစကားလိုပြောသလိုပဲရေးစာဟန်ပူရန်နဲ့စာကြီးပွေကြီးလိုရေးအဲ့ဒီကောက်လာသုံးချလိုက်ကဘယ်နေရာမဆိုဂျော်ကာပေါ့ကွာမင်းတို့ဖဲရိုက်တယ်ဟုတ်ပါဘူး ဩ အဲ့ဒီကောက်လာသုံးလိုက်နော်ဟုတ်ပြီထွက်ခေါ်ရပြဖို့ကရပြီ ဟုတ်ကဲ့ ထွက်ခေါ်ရပြဝိဘက်ကရပြီရှေးရှုရပြဝိဘက်ဆိုရှိတယ် ဟုတ်ကဲ့ ရှေးရှုရပြဝိဘက်ဆိုတာကတော့ငဲဒီမှာနှစ်ခုရှိမယ်တို့နဲ့ခုပေါ့ကွာ ဟုတ်ကဲ့ စာဟန်ပြန်နဲ့ရေးမယ်ဆိုရှင်တော့တို့နဲ့ရေးတာပေါ့စကားပြောတယ်လို့ဟန်မျိုးနဲ့ရေးမယ်ဆိုရင်တော့ကိုယ်နဲ့ရေးတာပေါ့နော် ဟုတ်ကဲ့ အဲ့ဒီနှမျိုးပါဥမာရှေးရှုရပြဝိဘက်ဆိုတော့ကွာအမေစုသည်အင်းရလန်းရှိသူ၏နေတို့ပြန်လာဤဝက်ကြအဲ့လိုဖွဲ့လိုက်ပြီဆိုပါသူ ဟုတ်ကဲ့ အမေစုသည်အင်းရလန်းရှိသူ၏နေတို့ပြန်လာဤဆိုတော့သူ၏နေတို့ဆိုတာရှိတယ်မလားအဲ့ဒီတို့ဆိုတာဒီနေအိမ်ကိုရှေးရှုတာဓမ္မတစ်ခုရှိတာကမင်းရှေးရှုကိုရှေးမရှေးနော် ဟုတ်ကဲ့ နောက်ကရှုဆောင်းရင်ရှုနော် ဟုတ်ကဲ့ ရှေးရှုအဲ့ဒီရှေးရှုကိုမင်းရှေးလို့တော့မရင်းနဲ့နော် ဟုတ်ကဲ့ ရှေးရှုမဟုတ်ဘူးနော် ဟုတ်ကဲ့ ရှေးမဟုတ်ဘူးအဲ့တခါမဲဖို့ပါတီကတို့ဘုံကျဲမယ်တကယ်ကူပြောနေတယ်ဘူးလေလှဆွေဆိုတဲ့ပုဂ္ဂိုလ်ဘူးလေလှဆွေဆိုတဲ့ပုဂ္ဂိုလ်ကမင်းအဲ့မှာသူတခါသူဂျာနယ်ထဲမှာသူကဂျာနယ်ကြီးပါလေထုတ်သေးစားကမတတ်တာသူကဂျာနယ်ကသူကထုတ်ချင်သေးတာဂျာနယ်ထဲမှာရှေ့ရှုလို့သူကရေးလို့လीအဲ့ဒီမှာမင်းအောက်ကလူငယ်တွေကဝိုင်းပြီးသရော်တာတော့ခံရတယ်စာပတတ်ပိတတ်မှလည်းလောက်ကြပါလို့စာအကြောင်းပြီးကြောင်းရှေ့ရှုဒီလိုရေးရသလား ဟုတ်ကဲ့ ရှေးရှုရာပြဝိဘတ်ဆိုတာတို့ ဟုတ်ကဲ့ ဒါမှမဟုတ်ကိုပေါ့ကွာစကားပြောရင်တော့ကိုလေးနဲ့သုံးလိုက်ပေါ့ကွာဟိုစာဟန်ပြန်နဲ့ရေးရင်တော့သူ့နဲ့သုံးလိုက်ပေါ့နော် ဟုတ်ကဲ့ အဲ့ဒါရှေးရှုရာပြဝိဘတ်ဟုတ်ပြီနောက်ဆက်ရောက်ရာပြဝိဘတ်ဆိုတာရှိတယ်ဆက်ရောက်ရာပြဝိဘတ်ကတော့နည်းနည်းသူကဆက်ရောက်ရာဆိုတာမင်းဟိုယထာဆိုင်တဲ့နေရာသင်္ဘောဆိုင်တဲ့နေရာမှမဟုတ်ဘူးဆက်ရောက်တယ်ဆိုတာနိဗ္ဗာန်လို့ဆိုင်သွားပြီဆိုတာအဲ့ဒါမဲ့ဖို့ဆိုင်သွားပြီဆိုတာအဲ့ဒါလဲဆောက်တာရောက်တာပဲနိဗ္ဗာန်ရောက်သွားဆိုနိဗ္ဗာန်ကိုရောက်သွားတာကိုလိုက်ကြည့်လို့တော့မမြင်ဘူးပေါ့ဒါပေမဲ့ तू ကရောက်သွားတယ်ရောက်ရှိသွားတယ်ရရှိသွားတယ်ဆိုတဲ့သဘောနော်အဲ့တော့ဆိုင်ရောက်ရာပြဝိဘဲဆိုတာကဒီမှာတို့ရှိမယ်ထိရှိမယ်အထိရှိမယ်ထိအောင်ရှိမယ်တိုက်အောင်ရှိမယ်ပေါ့ကွာအဲ့ဒါဒီပေါ့ဥပမာမင်းပြောရမယ်ဆိုလို့ရှိရင်တော့မဲအမေစုပဲမဲဥပမာဝက်ကြလေးနဲ့ ဟုတ်ကဲ့ ပြောလိုက်မယ်အမေစုစီမနေ့4နာရီမှ9နာရီအထိတရားထိုင်စီလို့ရေးထားပြီဆိုပါသူ ဟုတ်ကဲ့ မနေ့4နာရီမှမနေ့4နာရီမှ9နာရီအထိတရားထိုင်စီဆိုတော့ကအထိဆိုတာကအထိလို့ရေးရရတယ်ရတယ်အထိလို့ရေးလို့ရတယ်နော်နောက်ထိအောင်လဲရတယ်လीအမေစုစီမနေ့4နာရီမှ9နာရီထိအောင်တရားထိုင်စီအမေစုအဲ့တော့အမေစုစီ9နာရီ
တိုင်အောင်တရားထိုင်သည်အဲ့ဆိုတဲ့သဘော ဟုတ်ကဲ့ဟုတ် အဲ့ဒါတွေလေဒါကဝိဘတ်တွေပဲ ဟုတ်ကဲ့ ဒါကအဲ့ဒါဆက်ရောက်ရပြဝိဘတ်တွေပေါ့ကွာဒါတွေနော် ဟုတ်ကဲ့လေး အဲ့တော့ခုဒီနေ့မင်းပြလိုက်တာကကာတာဝိဘေကံဝိဘေဆွတ်ခွာရပြဝိဘတ်နောက်ရှေ့ရှုရပြဝိဘတ်ဆက်ရောက်ရပြဝိဘတ် ဟုတ်ကဲ့ အဲ့ဝိဘတ်ကဒါနံဝိဘတ်18မျိုးထဲမှာပါတယ် ဟုတ်ကဲ့အဲ့ထက်က5မျိုး အဲ့ဒီက9မျိုးတော့ပြပြီးသွားပြီ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဥမာမင်းဟိုဆိုတော့မင်းဟိုဆရာတော်ကြီးခိုင်းတာရှိရမလား ဟုတ် ဆရာတော်ကြီးခိုင်းတာရှိအဲ့တော့တွက်လုံးလိုက်အောင်အဲ့တော့ ဟုတ်ကဲ့ ဖြည်းပေါ့ကွာပြန်မပြန်သေးပဲနော် ဟုတ်ကဲ့ဟုတ်ကဲ့ ပြန်သေးပဲတော့ဖြည်းဟိုဖြစ်တဲ့ခါကျငါရှိလာခဲ့ပေါ့ငါလည်းဒီကပြပြီးဒီမှာငါလည်းအပြင်းပြေပေါ့ကွာမင်းလည်းပညာရပေါ့ကွာနော် ပညာရပါတယ်လေးလေးအများ ဒီ ကြီး အဲ့တော့ဒါကျန်တဲ့ဟွာကတို့ဘယ်တော့ကြံမလဲဆို19ခုတည်း9ခုဆို12ခုကြအောင်ပါ 12မျိုးကြံသေးတယ် 12မျိုးကြံတယ်နောက်နေပေါ့ကွာ ဟုတ်ကဲ့ပါလေးလေး ကဲဒီနေ့တော့မင်းဟွာပဲမိုးနဲ့လီနဲ့သလား ကျွန်တော်ပြေး ဆရာတော်ရဲ့တို့ပြောနေမယ်တော့ ဟုတ်ကဲ့ဟုတ်ကဲ့ အေးဒါပါပဲကွာကဲ